ကျွန်တော်ကြိုးစားမှာဒီလိုစီးပွားရေးမြင့်တင်မှုကြိုးစားနေတဲ့တစ်ဖက်ကပါလို့ပြည်ကုန်စုံလို့ကြာစင်းကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်နော်ကုန်စုံလို့ကြာစင်းကုန်စုံတွေတက်ပါတယ်ဒါပုံမှန်လေးပြောရရင်တော့ကုန်စုံတွေတက်ဘာလို့တက်တယ်ဆိုလို့ရှိရင်ဟောဂျာရီတူမှုရိုက်ပေါ့ဗျာဂျာရီတူမှုရိုက်ကျွန်တော်2021ခုနှစ်မှာဒီငရေတန်တဲ့ဒေသများအတွက်ဒီချိတ်ဝတ်တဲ့ဘီလီယံ900ကျွန်တော်ဖယ်ထားတာရှိပါတယ်မူလကျွန်တော်300နဲ့စပြီးတင်ပြတာအဲကျွန်တော်တို့900ထိခွင့်ပြုပေးပါအခု900ထိကျွန်တော်တို့သုံးနိုင်မယ်ဖြစ်ပါဒါကျွန်တော်ပေးပါမယ်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်တဲ့ဝီဒီကျွန်တော်ထုတ်ပေးပါမယ်ပြောတဲ့ဆက်တယ်ဒီပြောလိုက်ပါနော်ဆိုဝင်ကြီးကတော့ကျွန်တော်အောက်ဆိုင်ကဆင်းမှုပြောပါတယ်ဒါပေမဲ့ကျွန်တော်လည်းဆွေးနွေးဖို့အကြောင်းအရာတွေတစ်ခုရှိလို့ပါကျွန်တော်လည်းဒီဆွေးနွေးပွဲလုပ်ဖို့လည်းလာပြီးတင်ပြတဲ့အချိန်ပါကျွန်တော်လုပ်ဖို့တင်ပါတယ်ဆိုပြီးကျွန်တော်ပြောပါတယ်ပြီးတော့ကျွန်တော်တချို့ဟာလေးတွေဖြစ်တဲ့နေရာလေးကျွန်တော်ဝင်ကြီးလည်းပြောပြပါတယ်ဒါလေးဖြစ်တဲ့နေဒါတွေလုပ်တဲ့နေဆိုတော့ကျွန်တော်ပြောပြပါတယ်ခုနအဲ့ဒီမေကုမှာလည်းတချို့ချက်တွေပါတယ်လို့ခုနပြန်လေထူထောင်ရေးတရှင်းပါလေကျွန်တော်တို့ရဲ့လမ်းညွှန်ချက်တွေဒါပါလာပြီဖြစ်ပါတယ်တူပဲဆိုတော့ဗီဒီယိုမှတ်တမ်းကိုပြတဲ့အချိန်မှာလေကျွန်တော်တို့ရဲ့ဗီဒီယိုကြိုတွေ့နေရတဲ့အခြေအနေလေးတွေကျွန်တော်တို့ဖြောပထားတော့လေကျွန်တော်တွေ့ရပါတယ်ဒီထဲမှာကျွန်တော်10မိနစ်လောက်ပေါ့နော်10မိနစ်လောက်ကျွန်တော်လေးဆွေးနွေးပြအဲ့တော့ဒီဂရီတန်နဲ့ပတ်သက်ပြီးတဘာဝဘေးရနေရတော့ကျွန်တော်တို့ကြုံတွေ့ရတာကျွန်တော်တို့တာဝန်ယူပြီးတဲ့2021ခုနှစ်နောက်ပိုင်းမှာတော့တဘာဝဘေးရနေသူကတော့ကျွန်တော်တို့ကဒီယာတီလူဖောက်ပြန်မှုကြောင့်ဖြစ်လာတဲ့ဟာမှာကပဲနဲ့ဥမာပြင်ကိုဗစ်လို့အာနေဒီကျွန်တော်တို့2021 20မှာလည်းတော်တော်ကြော်ရခဲ့ရပါတယ်အဲဒါလိုစားပဲဒါ2021ခုနှစ်ကျွန်တော်တို့တာဝန်ယူပြီးတဲ့အချိန်မှာနိုင်ငံရေးသဘောထားကွာလွဲမှုတွေကြောင့်ဖြစ်ပေါ်တဲ့စစ်ဘူးအကြမ်းဖက်မှုတွေပါတယ်2021 22 23ပေါ့လေနှစ်ဆန်းပိုင်းထိပေါ့ဒါကြီးလေးကျွန်တော်တို့ခက်ကြော်ရခဲ့ရတာရှိပါတယ်အဲ့ဒါဆိုပြည်ထက်ကပဋိပက္ခတွေကြောင့်အခုချိန်ထိကျွန်တော်တို့ဒီခက်ခဲတွေကြော်ထားနေရဆဲဖြစ်ပါတယ်ဒီချိန်မှာထပ်ပြီးတော့2023မှာဟလာနာဂိတ်မုံတိုင်း2024ခုမှာယာဂီမူပြင်းထန်ရွာတဲ့တဲ့ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကျွန်တော်ကြော်ထားခဲ့ရပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအခက်အခဲချက်တွေကြားမှာရုန်းကန်နေရတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ပါတယ်ဒီထဲမှာတခါထပ်ပြီးတော့ပြီးခဲ့တဲ့ April မတ်လ28ရက်နေ့ဖြစ်ပေါ်ခဲ့တဲ့ငလင်ရတော့ကျွန်တော်တို့နိုင်ငံမှာအဆိုးပါဆုံးသောတဘာဝဘေးရတဲ့တစ်ခုဖြစ်တယ်လို့ပြောပါမယ်ခုနဒီရှင်းပြကြတဲ့ဒီမှတ်တမ်းတွေမှာလည်းနာမည်ကုန်းမှာလည်းပြန်ပြီးဖြစ်တော့ပါပြီးဖြစ်တဲ့ကြဒီဟာတော့တိတ်ပြီးတော့အသေးစိတ်ကျွန်တော်မပြောတော့ပါဘူးတိုးတော်လည်းပဲဒီမှာနှစ်ချက်ပေါ့ကျွန်တော်တွေ့ပါတယ်တစ်ချက်တော့ဒီငလင်နဲ့ပတ်သက်ပြီးဓာတ်ရိုက်ထိခိုက်ခဲ့တဲ့ဒေသဆိုတော့အခုကျွန်တော်တွေ့ပါတယ်ဒါဓာတ်ရိုက်မှုပဲနဲ့ကျန်တဲ့အခြားဒေသဆိုပြီးတော့ဒီနှစ်ခုခွဲခြားပြီးကျွန်တော်သွားတွေ့ပါတယ်အဲ့တော့ငလင်ဓာတ်ရိုက်ထိခိုက်ခဲ့တဲ့ဒေသတော့ငေါင်းလေးတိုင်းဒေသကြီးကတော့အဆိုးဆုံးပေါ့နော်စကိုင်းတိုင်းအဆွန်ပြတဲ့ဒီဘက်ပါပါတယ်နောက်ပဲခူးတိုင်းပါပါတယ်ရှမ်းပြည်နယ်ပါပါတယ်ဆိုတော့မန္တလေးတိုင်းဒေသကြီးဟာနိုင်ငံစီးပွားရေးတွေမှာတော့ဒါဒုတိယအကြီးမားဆုံးစီးပွားရေးနေမည်ဖြစ်ပါတယ်ရန်ကုန်ပြီးလို့ရှိရင်ပေါ့အဲ့တော့ဒီမှာကျွန်တော်တို့ကကြီးမားတဲ့ကုန်ထုတ်လုပ်မှုတွေရှိနေတဲ့ဒေသဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကုန်ထုတ်လုပ်မှုတွေမှာအကြီးသားနဲ့လူပြောရမယ်ဖြစ်တယ်ကျွန်တော်တို့ကဘီးလိုက်မြေထုတ်လို့တဲ့တမ်းပြီးလုပ်ငန်းလိုဟာမျိုးတွေပေါ့အလက်စားပေါ့လေတဲ့အကြီးတော့မဟုတ်ပါဘူးတို့တွေကျွန်တော်ရှိပါတယ်ဒီတမ်းပြီးလို့ဘီးလိုက်မြေလို့ဆိုတာဒီဆောက်တုံးကမှဒါပေမဲ့ဖြစ်မဲ့ဒီအရေးလိုအပ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ငွေထုတ်ပြီး3ရက်လောက်ကြာမှာကျွန်တော်ဒီစက်ဦးလို့တွေပျက်စီးမှုတွေနဲ့ပတ်ကျွန်တော်ဒါပြီးတင်ပြပါတယ်တင်ပြအခါကဘီးလိုက်မြေစက်ဦးတွေပါတော့ဒီဘီးလိုက်မြေစက်ဦးတွေအများဆုံးပြင်ဖို့လိုမယ်ဘာလို့ဆိုတော့တို့ပြန်ဒီစက်လို့ရှိရင်ဘီးလိုက်မြေမရှိလို့မရဘူးဘီးလိုက်မြေမရှိလို့မရဘီးလိုက်မြေစက်ဦးတွေဖြစ်အောင်ပြန်တယ်ဖို့အတွက်ကျွန်တော်တို့ဒါစီစဉ်ပေးခဲ့ပါဒီမှာလည်းအခက်ခဲပေါ့ဗျာတခုကတော့ဘီးလိုက်မြေစက်ဦးတွေရဲ့ဤပညာရခက်ခဲမှုပေါ့
ကျွန်တော်တို့ web type နဲ့ dry type ကိုရှိတဲ့အခါမှာweb type ကတော့ပုံစံဟောင်းတယ်ပေါ့နော် web type ကတော့ dry type ကတော့ဒီဘက်ပုံစံတစ်ပေါ့အဲ့ပေါ်မှာတခါ capacity ပေါ့ထုတ်လို့တဲ့နေ့စဉ်ထုတ်လို့တဲ့ capacity ကတချို့ကနည်းတာဘယ်လိုမှစီးပွားရေးတစ်ချိန်မကိုက်တာရှိပါအဲ့တော့ဆက်ဥတော်တော်များများပေါ့တစ်ဝက်တော့ကကျွန်တော်ရက်ထားတာဖြစ်တယ်ဒါတွေလည်းအများဆုံးတဲ့ပို့တဲ့စက်မှုဝင်ကြီးနဲ့ဒီစီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေကျွန်တော်ခေါ်ပြောပြီးတော့မှဒါအများဆုံးလေရလို့ပါဘာလို့ဒီဆောက်ရေးလုပ်ငန်းမှာဘိလက်မြေတို့မရှိလို့ပါတယ်အဲ့ချိန်မှာမထင်မဲ့တဲ့သတင်းတစ်ခုပါတက်လာလို့ဆိုဘိလက်မြေဈေးကြီးတက်လာတယ်ဆိုတော့သတင်းတွေကျွန်တော်ရပါတဲ့4000လောက်ဒီဖြစ်လာတယ်ဆိုပြီးတော့ကျွန်တော်ရှိသတင်းတင်ပြပါကျွန်တော်ချက်ချင်းဒီဟာကိုစစ်ဆေးပြီးတော့မှတစ်ဖက်ကလည်းထိန်းသိမ်းမှုတွေလုပ်ပေါ့ဗျာလုပ်တော့ဒါတွေထိန်းချုပ်ရပါပွဲတော်တော့ဖြာခင်းကြတော့နော်ဒီလိုလုပ်ကြတော့အမှားတော့ကိုချင်းစာသေးတယ်လုပ်ဖို့တော့တင်ပါကိုချင်းစာသေးတဲ့ပုံပေါ်နဲ့ဘတော်လောကတွေဒီလိုဖြစ်လာတာကျွန်တော်တို့တွေ့ပါတယ်ဒါကခုနကဖိလက်မြေစေဒီလိုပဲတန်တဲ့ပတ်တယ်လေကျွန်တော်တို့ကဒီဖောင်းဘားတွေပို့ပြီးရေးကြည့်ပါတယ်ဒီဖောင်းဘားတွေပါအိမ်ဆောက်အောင်ဒီဖောင်းဘားမရှိမဖြစ်တော့ပါတယ်အဲဒါကျွန်တော်နိုင်ငံတကာနဲ့ဆက်တည်တဲ့အချိန်မှာလေကျွန်တော်ဒီဖောင်းဘားတွေကူညီပြီးဖို့ဘာလို့ကျွန်တော်တို့ပြည်တွင်းမှာထုတ်လုပ်မှုကဒီဖောင်းဘားလုံလောက်မရှိဘူးဆဲုံနေုံသုံးဖို့ပဲကျွန်တော်တို့ရှိတယ်တကယ်ထိထိရထုတ်နေတာတကယ်လို့ကတန်းနဲ့ရှိပြီးကျွန်တော်တို့ကဒါကြောင့်အဲ့ဒါလေးနိုင်ငံတကာကျွန်တော်ကူညီတောင်းတဲ့အချိန်မှာကျွန်တော်ထည့်ပြောခိုင်းပါတယ်ကျွန်တော်ကူညီပေးဖို့တစ်ချက်ပေးပါတခုကတော့ဘီလက်မြေတခုကတော့ဒီဖောင်းဘားတွေဖြစ်ပါတယ်တချို့ကလည်းဒီဖောင်းဘားတွေပတ်သက်ပြီးတော့ဒီရှုပ်ပြပါတယ်နိုင်ငံကြီးပြည်တွင်းကုမ္ပဏီတွေမှာကြားပြီးတော့မှပြန်နေရောင်းချမှုတွေလုပ်ကြတယ်ကျွန်တော်တို့သတင်းတွေကျွန်တော်တို့ရခဲ့ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဘယ်လိုပဲဖြစ်ဖြစ်ဒီတစ်ခုကတော့ဒါစက်မှုလုပ်ငန်းမန်းလေးမှာရှိတဲ့စက်မှုထဲမှာတော့တော်လေးအရေးပါတဲ့လုပ်ငန်းတွေဖြစ်တယ်ဆိုတော့တွေ့ပါတယ်အဲ့တော့ဒီမှာဒီစက်ရုံလုပ်ဝင်တွေလက်ပတ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလမ်းတွေကျွန်တော်ရှာတဲ့အခါမှာ MSME တော့ကျွန်တော်ဆွေးနွေးခဲ့တယ်လို့ပါတကယ်တော့ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်ဟလာ၄ချက်ကျွန်တော်တို့လိုပါတစ်ချက်တော့ကုန်ချမ်းဖြစ်ပါကုန်ချမ်းဒုတိယတော့ဗာလဲဆိုလို့ရှိရင်တော့တွင်းအားစုတွေဖြစ်ပါအဲ့ဒါတွေကတော့လောင်စာတို့နော်လျှက်စစ်တို့နော်ဒါတွေဖြစ်ပါတော့ကရင်းနှီးမြှုပ်နှံမှုငွေကြီးပါပဲငွေကြီးဒါကျွန်တော်တို့လိုပါတယ်နောက်တစ်ခုကတော့ HR လူသားရင်းမြစ်တွေလိုပါပါတယ်အဲ့တော့ကုန်ချမ်းမရှိရင်ဘာဆက်ဦးမှာဘာမှလုပ်လို့မရပါဘူးဒါကြောင့်ကုန်ချမ်းကိုကျွန်တော်တို့ကအဓိကပြည်တွင်းမှာရှိနေတဲ့ကုန်ချမ်းတွေအရင်းနှီးတားလို့ဖို့လိုပါတယ်ဘာလုပ်ငန်းဖြစ်ဖြစ်ကုန်ချမ်းမရှိဘဲနဲ့အလုပ်လုပ်လို့မဖြစ်ပါဘူးဒါကြောင့်ကျွန်တော်ဒေပတ်တဲ့အခါမှာတို့တဲ့အခါမှာပြည်တွင်းမှာရှိတဲ့ကုန်ချမ်းအဲ့ဒီမှာဒေသတွေထွက်တဲ့ကုန်ချမ်းကိုအခြေခံတဲ့ MSME လုပ်ကြဖို့ကျွန်တော် MSME အစည်းအဝေးတွေမှာကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော် MSME လုပ်ငန်းနဲ့ပတ်သက်ပြီးနိုင်ငံအနှံ့လည်းအခြေမောတက်ဆယ်တော့ကျွန်တော်တွားပြီးတော့ဒါတွေပဲအဓိကထားကျွန်တော်ပြောပါတယ်တကယ်လို့ဒါကျွန်တော်တို့ကဒီလုပ်ငန်းတွေများများအစားလုပ်နိုင်မယ်ဆိုလို့ရှိရင်တိုင်းပြည်မှာပြောကွန်ထရိုးလုပ်မှုတွေရှိတဲ့အတွက်ကြောင့်ဒီစက်ုံဒီကုန်ပစ္စည်းပေါ်များမှုတွေဒါဖြစ်လာတယ်လို့ကျွန်တော်ပြောပါစက်ုံလုံးတွေလေပတ်မှုရှိဖို့လိုပါစက်ုံလုံးတွေလေပတ်မှုရှိလို့ရှိရင်အလုပ်အကင်ခွန်အားတွေရှိနေတဲ့သဘောပါလုပ်ငန်းတွေကိုအလုပ်အကင်လုပ်ငန်းတွေရှိနေဆိုရင်လုပ်တဲ့လူတွေရဲ့ဝင်ငွေရနေတဲ့အားပါဝင်ငွေရလို့ရှိရင်ဝယ်လိုအားတွေကျွန်တော်ရှိလာဝယ်လိုအားရှိလို့ရှိရင်ရောင်းအားတွေရှိလာဒါသူ့ရဲ့စီးပွားရေး cycle တစ်ခုဖြစ်ပါဒါကြောင့်ကျွန်တော်တို့ကလုပ်ငန်းတွေရက်နေလို့မရအောင်ကျွန်တော်လုပ်ဖို့လိုပါဒီမှာလည်းကျွန်တော်ပြောချင်တာကတော့ဟုတ်လားဒီလုပ်ငန်းတွေဒီလေပတ်ချင်းအပြင်ပေါ့နော်ဒီငွေရဲ့လေပတ်မှုတွေကျွန်တော်ရှိပါတယ်ဘာတစ်ခုမှလည်းဘာမှရှိတဲ့ငွေကြီးဒီမှာဘာလုပ်ငန်းရှင်တွေပါပါတယ်ဘာမှရှိတဲ့ငွေကြီးတွေကဘာနဲ့မှအိတ်နေလို့မရပါဘူးလက်ပတ်သုံးဆွဲတွေကိုလိုရပါလက်ပတ်သုံးဆွဲတွေမှာထပ်တဲ့အတိုးပေါ့ဗျထပ်တဲ့အတိုးအဲ့မှာလာအပ်တဲ့လူတွေဝယ်တဲ့ထပ်တဲ့အတိုးပေးလို့ဒါချီးတဲ့လူတွေထပ်တဲ့အတိုးနဲ့ယူဖို့လိုပါချို့တွေမှာလေဒါတွေလည်းဘူဘာနဲ့ကျွန်တော်ပြန်နေညှိနှိုင်းဆောင်ရွက်နေရတာတွေရှိပါတယ်တိတ်တော့ကျွန်တော်ဘွန်းတော့မကြပါဘူးတိတ်တော့ဘွန်းမကြပါဘူးတကယ်အဓိကတော့ဝေမြဲမြဲလည်နေဖို့လိုရပါတယ်ဝေမြဲမြဲလည်ပြီးတော့မှဒါထုတ်တယ်ဖို့လိုရပါတယ်အဲ့တော့ကိုယ်တို့လုပ်ဖို့များလုံးမှာကျွန်တော်တို့ကရောင်းဖို့ပစ္စည်းဆိုတာထွက်လာမှာရောင်းဖို့ပစ္စည်းမှာနှစ်မျိုးရှိပါတစ်ခုကတော့ပြည်တွင်းမှာရောင်းတဲ့ပစ္စည်းနဲ့နောက်တစ်ခုကပြည်ပရောင်းတဲ့ပစ္စည်းဖြစ်ပါပြည်ပရောင်းတဲ့ပစ္စည်းကတော့နိုင်ငံခြားဝင်ငွေကျွန်တော်တို့ရတယ်ပြည်တွင်းရောင်းချမှုပစ္စည်းကတော့လူတွေသုံးတယ်ဆွဲနေတာပေါ့ဒီလိုဖြစ်ပါအဲ့တော့မဖြစ်မနေလုပ်ရမှာတော့လုပ်ငန်းတွေလေပတ်ဖို့လိုအပ်ပါဆိုတော့ပြတဲ့ဒုတိယ
အကြီးမားဆုံးစီးပွားရေးလုပ်ငန်းဒီနေမြေဖြစ်တဲ့မားလေးအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးအာရုံစိုက်ပြီးတော့လုပ်ဖို့ထူတယ်လို့ကျွန်တော်တို့ပြောလို့ပါအဲ့တော့ကိုလိုလုပ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ MNCC 1မှာလုပ်ခဲ့တဲ့2025အလို့စီးပွားရေးနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးတဲ့အခါမှာကျွန်တော်ထည့်ပြီးပြောခဲ့ပါတယ်ကျွန်တော်တို့ GDP ကျွန်တော်တို့ကနည်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအခုဒီတဲ့ဒီဟာကိုတော်တော်ရုန်းကန်နေတဲ့အနေအထားရှိပါတယ်ခုနပြောတဲ့ကုန်ထုတ်လုပ်မှုမှာနှစ်မျိုးပြည်ရင်းနဲ့ပြည်ပရောင်းတဲ့ပစ္စည်းနဲ့ပြည်ပရောင်းတဲ့ပစ္စည်းတွေများလာလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံခြားဝင်ငွေပိုများလာမယ်သဘောပါပုံဝင်လေးပြောလို့ရှိရင်အခုပြီးခဲ့တဲ့2024 25ဘာသာနဲ့မှာကျွန်တော်ကုန်သွယ်မှုမှာ2.3 ဘီလီယံလောက်အမေရိကန်ဒေါ်လာ2.3 ဘီလီယံလောက်ပုံငွေပြပါတယ်ကျွန်တော်တို့နိုင်ငံပုံငွေပြသို့တော်လည်းပဲဒါ trade ကပုံငွေပြတော့ non trade မှာကြတော့လူငွေတွေအများကြီးပြလူငွေတွေအများကြီးပြအနှုတ်တွေတအားများပါတယ်အနှုတ်တွေများတဲ့အခါကျတော့ဘာအကြောင်းတွေမှာကျွန်တော်တို့အနှုတ်တွေများနေတယ်ပေါ့ကျွန်တော်တိုက်ကြည့်ဘာဖြစ်လို့ဘာလို့ဒီလိုကျွန်တော်တို့တောင်းဝေးရဒင်းနေရှိပါဒင်းနေမှာဘာလို့ဒင်းနေကျွန်တော်တို့ပုံငွေပြပါတယ်ဒုတိယနဲ့တတိယနဲ့မှာလူငွေပြပါတယ်ဟိုတတိယနဲ့မှာခုနပြောတဲ့ဆိုရနဲ့မှာကျွန်တော်တို့ပုံငွေကျွန်တော်တို့ပြပါတယ်ဒီဒင်းနေလို့ပြန်ပေါင်းရင်ကျွန်တော်ပုံငွေပြပါတယ်တို့တော်လည်းပဲဒါ trade ပါတာပုံငွေပြပေမဲ့ non trade မှာလူငွေတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွေဈေးမြင့်နေတာရင်ဖြစ်ပါတယ်အဲ့ဒါနိုင်ငံခြားငွေရှားပါမှုကြောင့်ကျွန်တော်ပြီးခဲ့တဲ့လကျွန်တော်ပြည်ပထွက်ခွာမှုတွေကျွန်တော်စဉ်းယူကြည့်ပါဒီတစ်ခါမှာကျွန်တော်တို့ကဒီဈေးတွေထွက်တာနေစားဂိတ်တွေထွက်တာနဲ့ပတ်သက်ပြီးယူကြည့်တဲ့အခါကျတော့နိုင်ငံခြားတော့ထားပါပြည်ပထွက်ခွာမှုတွေတော်တော်များတာတွေ့ပါပြောသွားတာသူပြည်ပထွက်ခွာမှုလမ်းလျှောက်သွားတာဘို့လေမနဲ့သွားကြတာပဲလေငါတွေကုန်တာပေါ့အဲ့မှာဒါအခြေခံလေးတစ်ခုတွေကျွန်တော်ပြပြဆိုတော့ကျွန်တော်တို့ကအသုံးကျွန်တော်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဝင်ငွေရအောင်ကျွန်တော်ပြန်ရှာဖို့အဲ့တော့ဒါလိုပါပါဝင်ငွေရအောင်ပြန်မရှာနိုင်တော့တိုင်းပြည်ကတော့တဖြည်းဖြည်းနဲ့ပါသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒါကိုကွန်ထရိုးလုပ်မှုကမဖြစ်မနေလိုအပ်ပါတယ်ဆဲုံတွေလုပ်နေမရက်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီမှာဆဲုံလုပ်နေပတ်သက်ပြီးလုပ်တဲ့သူများကလည်းဟလာဒီများလဲပတ်နိုင်ဖို့တယ်ပေါ့ကျူးစားစီလို့ပါကျွန်တော်အဲ့လိုကလည်းပြီးခဲ့တဲ့အစည်းအဝေးမှာလည်းကျွန်တော်ပြောခဲ့တယ်လို့ထင်ပါတယ်နော်ကျွန်တော်ရဲ့မူဝါဒမှာစီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒကတော့တိကျတော့ပစ္စည်းကြီးတူလို့ရှိရင်ဈေးသက်သာဈေးကြီးတူလို့ရှိရင်ပစ္စည်းပိုအရေးသေးပိုကောင်းအောင်ဒါမှဒါဒီဈေးကွက်မှာလည်းကြောင်းရမယ်ကျွန်တော်ဒါမူဝါဒနဲ့ပဲကျွန်တော်ရဲ့ကျွန်တော်တက်မရတဲ့သက်ဆိုင်တဲ့စီးပွားရေးကတော့ကျွန်တော်ဒီမူဝါဒနဲ့ပဲလုပ်ခိုင်းပါတယ်ကျွန်တော်နဲ့ရင်းနှီးတဲ့ပုံကိုယ်တွေလည်းကျွန်တော်ဒီတိုင်းပဲအကြံပေးပါတယ်ခင်ဗျားတို့ဒီတိုင်းပဲလုပ်ပါရေးကြည့်တော့ကျွန်တော်တို့ကဘူများများဘုံလူများများတက်လာဖို့လိုပါတယ်ဟုတ်လားတန်ဖိုးအပြင်ဘုံလူတက်လာဖို့လေပစ္စည်းကွန်မူနီတီအပြင်ဘုံလူတက်လာဖို့လေဒီတစ်ခုမတက်ပဲနဲ့စီးပွားရေးဘုံလူမှာမတက်နိုင်ဘူးဒါကျွန်တော်တို့ပြောပါတယ်ဒုတိယတစ်ချက်ပါလဲဆိုရင်ပြည်တွင်းထုတ်ကိုအားပေးဖို့ပေါ့ပြည်တွင်းထက်ကိုခုတ်ကိုပစ္စည်းအားပေးဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီ non trade ကနေသုံးနေတဲ့ပတ်စံတွေမှာပြည်ပကနေပဲတရားမတွင်းတဲ့ပစ္စည်းတွေတော်တော်လေးများတာနေ့စဉ်နဲ့မှကျွန်တော်ဟလာသတင်းစာထဲမှာကျွန်တော်ထည့်ပါတယ်ဟလာတရားမဝင်ကုန်သွယ်မှုလမ်းကြောင်းတွေဖမ်းဆီးရမှုတွေဘယ်တော့ရှိနေတယ်ဆိုတော့အများအားထည့်ပြီးဒါကျွန်တော်တို့မိတာပဲရှိတယ်မမိတာတွေအများကြီးရှိပါတယ်ကြည့်လိုက်လို့ရှိရင်ဟလာ21ကနေစပြီးကြည့်လိုက်လို့ရှိရင်တဖြည်းဖြည်းနဲ့များလာတာကျွန်တော်တို့တွေ့ပါတယ်ဒါဘာဖြစ်လို့လဲပြောလို့ရှိရင်တစ်ဖက်ကတော့ဒေသကုန်သွယ်ရေးအခက်အခဲရှိလို့လူထုတ်တယ်လို့ဒါပြောကြတယ်ကျွန်တော်တို့ဟလာ normal trade ကနေပေးထားတဲ့လမ်းကြောင်းတွေအများကြီးရှိပါတို့တော့အဲ့ဒီမသွားကြဘူးမသွားဘဲနဲ့ဆူလနဲ့နေဖြစ်တဲ့နော်ငွေမြင်မြန်ရအောင်ပေါ်အောင်ဟလာလိုချင်တဲ့စိတ်နဲ့ဒီ non trade ကနေပြီးတော့ကုန်နေစားကုန်ကြရေးတွေမှာတရားဝင်ကုန်သွယ်မှုနဲ့ဒါလုပ်ကြတာဒါဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါတွေမှာပြပနေပြီးတော့မှာယူတင်သွင်းတဲ့ပစ္စည်းတွေတော်တော်များတာကျွန်တော်တို့ဒါကိုကျွန်တော်တို့ကပြည်တွင်းထုတ်ကုန်ပစ္စည်းနဲ့အစားထိုးဖို့လုပ်ဖို့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော် MSME ကိုကျွန်တော်အားပေးခြင်းဖြစ်ပါတယ် MSME ကအခုဆိုရင်လွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်20နှစ်ကစပြီး MSME စအားပေးကြတာ3နှစ်ပြီးခဲ့တဲ့ဒီရောင်းပွဲမှာဆိုလို့ရှိရင်တန်ဖိုးquality တော်တော်ကောင်းတဲ့ပစ္စည်းတွေထုတ်ပြီးတော့ကျွန်တော်တို့တွေ့ပါတယ်
တို့ဆိုလည်းပဲဒီဟာတွေမှာလည်းဟာလားစားသားကုန်အခြေခံတဲ့ပစ္စည်းတွေများတာတော့ကျွန်တော်တွေ့ပါတယ်ကျန်တဲ့နိုင်ငံစီးပွားရေးထောက်ကူပြုတဲ့ပစ္စည်းတွေလည်းဆက်လက်ထုတ်ဖို့လိုအပ်မယ်လို့ကျွန်တော်ပြောလို့ပါတယ်ရင်းနှီးမြှုပ်နှံမှုဝေချေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံပတ်သက်ပြီးကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးငရေတာပြန်နေထူထောင်ပတ်သက်ပြီးကျွန်တော်ညှိနှိုင်းဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ကတော့ခုနပြောတဲ့အရင်းနှီးလိုတယ်လို့ကျွန်တော်တော့သဘောပေါက်ပါဒါကြောင့်ကျွန်တော်တောင်းရှိတဲ့ဒီဘာသာရေးနဲ့ပတ်သက်တာငွေရှိတဲ့ပုဂ္ဂိုလ်တွေကျွန်တော်တို့ခေါ်ပြီးဆွေးနွေးပါအဲ့ဒါသူတို့ကလည်းကျွန်တော်တို့ဒီငွေချီးပေးဖို့တဲ့နော်ဟိုပုဂ္ဂလိကနဲ့အစိုးရနဲ့ပေါင်းပြီးလုပ်ဖို့ဟာတွေကျွန်တော်တင်ပြပါအဲ့ဒါသဘောတူပါတယ်ဒီဟာမပေးနေတဲ့အကြောင်းမရှိပါဘူးအဲ့တော့အတိုးတွေတွေ့တဲ့ခါကျတော့လေကျွန်တော်နှစ်မျိုးခွဲခြားပြီးသူတို့ပြောပြပါတယ်တစ်ခုကတော့ developing နဲ့ပတ်သက်တာဒါတစ်ခုရှိပါတယ်ပဲနောက်တစ်ခုကတော့ commercial နဲ့ပတ်သက်တာရှိပါတယ်ပဲ developing ကတော့ဗျာလို့ငါတို့အထူးသွားပြီးတော့များလို့မရဘူး100ခန်းတော့200ခန်းတော့လည်း developing လုပ်ဖို့လိုတယ်ဘာလို့ဗာနေရဲ့ဝန်ဆောင်မှုလုပ်ငန်းဝန်ဆောင်မှုရသူကတော့ဗန်ချချက်စီသူယူဖို့ရရှိဒါကြောင့်ဒါတော့အတိုးနဲ့တက်တာလုပ်ပါဆိုပြီးကျွန်တော်သူနံပါတ်1ချက်ကျွန်တော်တို့ပြောပါနံပါတ်7က developing ဟိုဒီကျွန်တော်တို့ commercial နဲ့ပတ်သက်တာပါ commercial နဲ့ပတ်သက်တယ် commercial ကတော့ဟာလားနှစ်ပိုင်းစဉ်းစားမှာတစ်ပိုင်းကတော့ဒီခုနပြောတဲ့ငရင်ထန်တင့်တဲ့ data တွေမှာရှိတဲ့ commercial လုပ်ငန်းတွေကိုပြီးမဲ့အတုံးလုံးတစ်ခုစဉ်းစားရပါဖြစ်ပါဒါလည်းဒီမှာနည်းနည်းဆွေးနွေးစီခြင်းပါဒုတိယဘာလို့ဆိုတော့ဒီငရေတံမသိတဲ့ data မှာရှိတဲ့အခြား data မှာရှိတဲ့ data တွေရဲ့ developing နဲ့ဒီ commercial နဲ့ပတ်သက်တဲ့အတိုးတစ်ခုဖြစ်ပါအတိုးကတော့ကျွန်တော်သဘောဆိုအတိုးနည်းနည်းပေးစီချင်တာပေါ့နော်ဒါပေမဲ့လည်းဒါဒီသူတွက်တဲ့ချက်တဲ့ကံမှာတော့ပေတီတွေတော်တော်ခောက်ကြတဲ့ခါကျတော့ကျွန်တော်တို့လည်းဒီဟာကိုလည်းတော်တော်တွေ့ရပါတယ်နော်ဒါကြောင့်ကျွန်တော်ဖြစ်နိုင်လို့ရှိရင်တော့ဒါလေးတွေအတိုးမှုတက်တာတဲ့ဟာလေးဖြစ်အောင်ဗာနေပဲတာဝန်ရှိတဲ့ပုဂ္ဂိုလ်များနဲ့ဆွေးနွေးမပုဂ္ဂိုလ်များတဲ့ဒါလေးတွေဟာကျွန်တော်ရဲ့အတွေ့အကြုံအများကြီးရှိပါတယ်ကျွန်တော်ဆိုတော့လေကျွန်တော်ကတော့စာအတွေ့အကြုံကကျွန်တော်ရဲ့ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံကဒါပေါ်ပြောရင်းဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီလုပ်ငန်းရှင်မှာလုပ်ငန်းနဲ့ပေါင်းပတ်သက်တယ်လို့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်အမြင်ကတော့အတူတူတဲ့တတာနဲ့ဒီရင်းနှီးမြှုပ်နှံမှုရအောင်လုပ်ပေးစီဖို့အတွက်ကျွန်တော်ဒါပြောချင်ပါတယ်အခုကျွန်တော်တို့ဆိုလို့ရှိရင်ဒီငရေတံတဲ့ဒေတာများအတွက်ဒါဒီချိမွေတဲ့ဘီလီယံ900ကျွန်တော်ဖယ်ထားတာရှိပါတယ်မူလကကျွန်တော်300နဲ့စပြီးတင်ပြတာအဲ့ဒါကျွန်တော်တို့900ထိခွင့်ပြုပေးပါအခု900ထိကျွန်တော်တို့သုံးနိုင်မယ်ဖြစ်ပါဒါကျွန်တော်ပေးပါမယ်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်တဲ့ဝေဒီကျွန်တော်ထုတ်ပေးပါမယ်ဒါတော့ငလင်တန်နဲ့ပတ်သက်တဲ့ဟာပေါ့နောက်တစ်ခုကတော့နိုင်ငံစီးပွားမြင့်တင်မှုနဲ့ပတ်သက်ပြီးကျွန်တော် MSCB လုပ်ငန်းတွေစကြရနိုင်ငံစီးပွားမြင့်တင်ရမှုတွေပြီးကြတာရှိပါတယ်ကျွန်တော်ထဲမှာ296ဘီလီယံကျန်ပါတယ်နော်ဒါလည်းခုနအတုံးနှုံးနေနဲ့ပတ်သက်ပြီးဆိုတော့ဒီမှာလည်းပြတဲ့ထဲမှာလည်းပါသွားပါအဲ့တော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ကျွန်တော်ပေးချင်ပါတယ်ဒီ296ဘီလီယံကိုထုတ်ပေးချင်ပါတယ်စီစက်တွေပါဝင်စိုက်ရုံလုပ်ဝင်အားလုံးကျွန်တော်ဒီနိုင်ငံစီးပွားမြင့်တင်နဲ့ပတ်သက်ပြီးကျွန်တော်ပေးချင်ပါတယ်ဒါနဲ့ပတ်သက်ပြီးလည်းထပ်တင်ဆွေးနွေးသွားကြဖို့လည်းကျွန်တော်ပြောလို့ပါနောက်ကျွန်တော်ကြိုးစားမှာဒီလိုစီးပွားရေးမြင့်တင်မှုကြိုးစားနေတဲ့တစ်ဖက်ကပါလို့မသိဘူးကုန်စုံလို့ကြာစင်းကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်နော်ကုန်စုံလို့ကြာစင်းကုန်စုံတွေကိုတက်ပါတယ်ဒါပုံမှန်လေးပြောရရင်တော့ကုန်စုံတွေတက်ဘာလို့တက်တယ်ဆိုလို့ရှိရင်ဂျာရီတူမရိုက်ပေါ့ဗျာဂျာရီတူမရိုက်ကျွန်တော်2021ခုနှစ်မှာဆန်စင်းနဲ့ပတ်သက်ပြီးဇာဘာစင်းနဲ့ပတ်သက်ကျွန်တော်အကြောင်းအရာတစ်ခုကျွန်တော်ပြောတဲ့အချိန်မှာတစ်ခုကျွန်တော်ထည့်ပြောပါအဲ့ဒါဘာလဲဆိုတော့အရန်အဆွဲမတင်ပါနဲ့ရန်ဆွဲလို့ရှိရင်အဲ့ပုံမှာကာဘာဖြစ်အောင်တစ်ခုလိုက်လာနေမယ်ကိုယ်စုတစ်ခုတက်သွားပြီးပြန်ချဖို့ဆိုတာမလွယ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အရန်မတင်ဘူးကျွန်တော်စာဝင်ရှိတဲ့စီဝိုင်းနဲ့ပတ်သက်လုပ်နေတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကျွန်တော်ပြောခဲ့ပါတယ်နော်ဒါမှလည်းတရှိပြီးကခုနကပြောတဲ့trade ရလိုအပ်တဲ့ငွေကြီးလိုအပ်ချက်ပေါ့နောက်တော့က non trade ရလိုအပ်တဲ့ငွေကြီးလိုအပ်ချက်ပေါ်မူတည်ပြီးတော့ဒီဈေးတွေဆွဲတင်လာခဲ့ကြမှာအခုတော်လေးဈေးမြင်တာကျွန်တော်တို့တွေ့ပါတယ်ဒါကိုရှင်းနိုင်တဲ့ဒီလမ်းကတော့ဘာလဲဆိုတော့ control လုပ်မှုပဲဖြစ်ပါတယ် control လုပ်မှုမရှိဘဲနဲ့ကုန်စုံလို့ကြဖို့ဆိုတာဘယ်လိုမှမဖြစ်ပါဘူးဒါ9ခုရှိတဲ့ဟာကိုလူ9ယောက်ပဲတွေ့ရင်ပြဿနာမရှိပဲ9ခုရှိတာကိုလူ10ယောက်သုံးလို့ဆိုလို့ရှိရင်ပြဿနာရှိတာပါလေဒါဈေးကြီးတဲ့သဘောပါဒီလိုပဲဒီ10ယောက်ရှိတာမှာကျွန်တော်10ယောက်10ခုထုတ်ပေးနိုင်လို့ရှိရင်ပြဿနာမရှိပဲလူ20သုံးနိုင်မယ်ဆိုပြဿနာရှိလာမှာဖြစ်ပါတယ်အဲကျွန်တော်တို့က supply and demand မြောက်အရင်ကျွန်တော်တို့ဒါပြည်တွင်းမှာမဖြစ်မနေလုပ်ရပါလိမ့်ကျွန်တော်ပြီးခဲ့တဲ့
စီဝေးတွေမှာကျွန်တော်ဒီမှာတော့မဟုတ်ပါဘူးကျွန်တော်တို့အစိုးရအစည်းအဝေးတွေမှာပြည်내တိုင်းဝန်ကြီးချုပ်တွေကသူတို့ဒေသရဲ့ကိုထိုးမှုနဲ့ပတ်ပြီးတင်ပြကြပါကျွန်တော်တစ်ချက်ပဲထောက်ပြတယ်ခင်ဗျားတို့ကျဲဥစီဘယ်လောက်ရှိလဲဟုတ်ပြီခင်ဗျားတို့ဒေသမှာဦးစားချက်ဘယ်လောက်မွေးထားလဲလူကြီးဘယ်လောက်ရှိတယ်မြို့ပေါ်လူကြီးဘယ်လောက်ရှိတယ်ခြေတဲ့လူကြီးဘယ်လောက်ရှိတယ်ကျွန်တော်ထောက်ပြကွာမိဘကျွန်တော်ရဲ့တကောင်းစင်းရပြောလို့ရှိရင်သူ30ရာခိုင်နှုန်းကမြို့ကနေတယ်လို့ပြောပါတယ်ကောင်းပြီလူကြီးရဲ့30ရာခိုင်နှုန်းနဲ့ခဲလို့မွေးထားတဲ့ဒါအသားငါကျက်ဥနဲ့ပတ်သက်တာခဲလို့ရဲ့ဒေသမှာမွေးထားတဲ့ချင်းကြည့်ပါဗညာကန်လို့ရှိတယ်အဲ့ဒါဆိုတော့ခဲလို့ကုန်စည်လို့ကြည့်ပါပဲအဲ့တော့ဒါကိုမွေးဖို့တဲ့ဒေသမှာရှိတဲ့လူတွေအားပေးဖို့လိုပါတယ်ကျွန်တော်တို့ဒီ planet economy သွားတာမဟုတ်ပါဘူးစီမံကိန်းစီးပွားရေးလို့သွားတဲ့နိုင်ငံမဟုတ်ပါဘူးဈေးကွက်စီးပွားရေးလို့သွားတဲ့နိုင်ငံဖြစ်ပါတယ်ဒါကြောင့်ဒီဈေးကွက်စီးပွားရေးလို့မှလို့တော့ပုဂ္ဂလိကများပြည်သူများသာဖြစ်ပါတယ်အစိုးရမလုပ်ပါဘူးအစိုးရတော့မူဝါဒနဲ့ကူညီမှုလာကျွန်တော်လုပ်ပေးတာဖြစ်တယ်ဒါကြောင့်ဒါတွေကိုကျွန်တော်တို့လုပ်ဖို့လိုအပ်ပါတယ်ဒီလိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ကိုယ်စင်းတို့ကြီးနေမှာဖြစ်ပါတယ်ဒါကြောင့်ဒါနဲ့ပတ်သက်ပြီးကုန်ထုတ်လုပ်မှုတွေစာရေးတော်ရေးနေစာရေးတော်ရေးတဲ့လိုအပ်တဲ့အခါကိုကိုယ်ထုတ်လုပ်မှုတွေလက်ချဖို့လိုအပ်ပါတယ်အလားတူပဲထံလုံးတွေကောင်းအောင်လုပ်ဖို့လိုပါတယ်ပန်းနိုင်ပါကြမပြည့်ပြီပေါ့ကျွန်တော်နိုင်ငံတကာတတ်မှတ်ထားတဲ့နိုင်ငံတကာပေးထားတဲ့အချက်တွေပေါ်မူတည်ပြီးမြန်မာနိုင်ငံမှာလည်းမဆန်ဆိုဘလောက်ထွက်ဖို့ပဲဆိုတဲ့ဘလောက်ထွက်ဖို့နှာဆိုတဲ့ဘလောက်ထွက်ဖို့တတ်မှတ်ပေးတာချက်ဒါနိုင်ငံတကာရဲ့စံပေါ်မူတည်ပြီးတော့ပေးခြင်းဖြစ်ပါဒါပေမဲ့ဘယ်တီးနဲ့မှမမီဘူးဗျမမီဘူးအဲ့လိုမမီတဲ့တော့ကြောင့်ပန်းနိုင်ပါကြမပြည့်မီတဲ့ကြောင့်နိုင်ငံရဲ့ဝင်ငွေက8 to 11 billion လောက် US ဒေါ်လာ8 to 11 billion လောက်ကျွန်တော်ဆုံးရှုံးမှုရှိတယ်နော်ဒါအထောက်အကူတစ်ခုတည်းတယ်အထောက်အကူဆိုတာလည်းဗျမျိုးမြေရည်နီးပုံမူတည်ပြီးကျွန်တော်တို့ကလုပ်ကြတာပေါ့ဒါအသေးစိတ်ဆွေးနွေးဆိုအချိန်ကြာပါလိမ့်မယ်နော်ဒါကြာကျွန်တော်တို့ဟိုမျက်စိထဲမှာတော့ဒါမြင်နေမြင်ပါလေပြောချင်ပါတယ်တရားပေါ့ဆိုတော့ကျွန်တော်တို့အထောက်အကူတွေကောင်းအောင်လုပ်ဖို့လိုတယ်ထို့တူပဲတိရဆောင်ရည်ပြည့်အောင်လုပ်ဖို့လိုပါတယ်တေချာမွေးဖို့လိုပါတယ်အဲ့ဒါဆိုလို့ရှိရင်ကိုတို့မှုတွေမြင်လာလို့ရှိရင်စောစောပြောတဲ့ quality ကရလို့ရှိပြီးပဖို့ပုံတွေရလာတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဆွေးမှာလူကြီးဘေးကဘာကျွန်တော်နိုင်ငံမှာဘေးနားမှာလူကြီး4 ဘီလီယံနေပါတော့ရှိတယ်လူကြီးရှိနေတယ်ဈေးကွက်ကြီးတစ်ခုလုံးဖြစ်နေတယ်ဗျာလို့ဒါကိုကျွန်တော်တို့လုပ်ဖို့လိုတယ်လို့ကျွန်တော်ပြောကြတာရှိပါဒါကြောင့်ကျွန်တော်အနေနဲ့ပြောချင်တာကိုတို့မှုတွေမြင့်တင်ပေးဖို့တဲ့တာဝန်ရှိသူများပေါ့ဒီမှာလည်းဆွေးနွေးဆောင်နေဖို့တဲ့ငလင်းတန်းအလွန်ပေါ့လေဒါဘယ်လိုလုပ်ကြမလဲဆိုတော့ဒီဆွေးနွေးဖို့ကျွန်တော်ပြောလို့ပါတော့ပြန်တိဆောက်လုပ်ငန်းမှာရေးကြည့်တာတော့တိဆောက်အိတ်လုပ်ငန်းအဆောက်အဦတွေတန်းတရားတွေပေါ့ဒီမှာလည်းကျွန်တော်မန္တလေးတွားကြည့်တဲ့အချိန်မှာ Sky Villa နော်စိတ်ကောင်းပွဲတော့တွေ့ပါပြူကျပျက်စီးပြီးလူပေါင်းရာခဏနဲ့ရာကျော်သေးပါတော့တွားကြည့်တော်စိတ်လည်းမကောင်းပါဘာဖြစ်လို့လဲဒီလောက်ထိပျက်စီးသွားတယ်ကျွန်တော်မေးတဲ့ခင်မှာတက်ဆိုင်ရာစီဗီသာရနေပြီးတော့7 Richter scale စောင့်နိုင်တဲ့အဆင့်ကိုလုပ်ပါဆိုပြီးတော့ပြောတဲ့အတွက်ကြောင့်အဲ့ဒီကစောက်တွေလုပ်ငန်းတွေက7 Richter scale ခံနိုင်တဲ့အဆောက်အဦပဲစောက်တယ်လို့ကျွန်တော်complain ပေးတာပေါ့နော် complain ပေးတော့ကျွန်တော်တို့က1912ခုနှစ်မှာထုတ်ခဲ့တဲ့ငလင်းရဲ့8 Richter scale ရှိတဲ့ငလင်းမာလင်းငလင်းအဲ့တော့ပြုံးလင်းငလင်းမေမျိုးငလင်းနဲ့ခေါ်တာပေါ့ကြောက်ချမ်းမှာထုတ်ခဲ့တာနောက်ချုံမှုနဲ့ကြောက်ချမ်းကိုဘူပြီးလုပ်လာတဲ့ဒါငလင်းမှာ8 Richter scale ရှိပါတော့ကျွန်တော်တို့က8တဲ့မရောအောင်ဒါမျိုးငလင်းကမထုတ်နိုင်ဘူးလို့ပြန်မပြောနိုင်တော့ဒါကြောင့်ကျွန်တော်တို့ကဒီလိုတွက်ဆပြီးတော့8တောက်ဒီကျွန်တော်တို့ကဒါတင်ပြီးတော့လုပ်ခဲ့ရမှာဒါပေမဲ့ကျွန်တော်တို့ကပေါ့တတာပဲငလင်းနဲ့ပတ်သက်ပြီးတော့ short တဲ့အခါမှာခုန7 Richter scale နဲ့ဆောက်တော့ခုနအဆောက်အဦတွေပြိုကျခဲ့တာကျွန်တော်တော့တွေ့ပါဒီလိုပဲနေပြီးတော့မှဆောက်တဲ့အဆောက်တွေခဲလို့ဒါကံကောင်းတော့ဒီခေါ်တယ်ကြမ်းတာပါခေါ်တယ်တော့ဘယ်မှာပြတ်ပါနော်ခါမတွေဘယ်မှမရှိပါဘူးရှားပါဒီတစ်ခုပဲကျွန်တော်ရပါနော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအင်ဂျင်နီယာဘက်ကနေ short ပြီးတော့စဉ်းစားတဲ့အတွက်ကြောင့်အကျိုးဆက်ကပါလဲဆိုရင်ကျွန်တော်တို့ထိခိုက်ဆုံးရှုံးမှုတွေကြီးမားမှုဖြစ်ခဲ့တာဖြစ်ပါဒါကြောင့်ပြန်ဒီတိဆောက်လုပ်တဲ့အခါမှာဒီအဆောက်အဦတိဆောက်တဲ့အခါမှာကျွန်တော်ဒီ Richter scale ရှိတဲ့အဆောက်အဦကိုခံရအောင်ဆောက်ရမယ်လို့ကျွန်တော်ကတော့ပြောထားတာရှိပါအဲ့တော့ကျွန်တော်တို့အခုလိုလုပ်ချင်းသည်နောင်လာမဲ့ကျွန်တော်မျိုးဆက်တွေရဲ့တက်ရှိဖို့အတွက်ကျွန်တော်သူတို့အန်ရယ်မရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်ပါရှေ့မှာဆောင်ရွက်ခဲ့တဲ့ခါတွေကကျွန်တော်အိုက်တန်ကျွန်တော်ခံရတာဖြစ်ပါဒါကြောင့်ကျွန်တော်တို့ဘယ်နေရာပဲဆောက်ဒီအဆောက်အဦတွေလုပ်တဲ့အခါမှာRichter scale ရှေ့အနည်းဆုံးဆောက်ရှိအောင်လုပ်ကြဖို့ပြောပါဒီလိုမှတော့ engineer ရဲ့ကဏ္ဍအရေးကြီးပါ civil engineer တွေပေါ့ဒီမှာလည်းလုံးဝမလျှော့ပေးကြဖို့နဲ့
civil engineer နဲ့ပတ်သက်ပြီး short အလေးထားဆောင်သွားကြဖို့လည်းကျွန်တော်ပြောလို့ပါကျွန်တော်တို့နိုင်ငံမှာကျွန်တော်အခုထိတော့6ထပ်လောက်ပဲကျွန်တော်စောင့်ခိုင်းပါတယ်တကယ်တော့မိုးမြောက်တိုက်တယ်စောင့်နေရမှာဂျပန်တို့တရုတ်တို့ငလင်းတန်းခါတဲ့နိုင်ငံတွေရှိပါတယ်ဒါတို့နိုင်ငံတွေငလင်းတန်းခါနေတဲ့ငုံမိုးဓာကြီးတွေစောက်ပြီးနေကြတာစောစောဒီမှာလည်းပြတာလှုပ်တယ်swing ဖြစ်နေတာတွေကျွန်တော်တို့တွေ့ကျွန်တော်တို့ဘာလို့စောင့်နေလဲအင်ဂျင်နီယာပညာနဲ့သူတို့စောင့်ထားတာကျွန်တော်တို့ဒီမှာဘာလို့မရမလဲစောင့်လို့ရှိရင်ရမှာသို့တော့ဒီပညာရှိမှဒီနည်းပညာရှိမှကျွန်တော်တို့စောင့်လို့ရဒါလောလောဆယ်အနေထားမှာတော့တိတ်အန်ရမရှိတဲ့အမြင့်ကိုပဲစောင့်ဖို့ကျွန်တော်ပြောထားတာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီငလင်းတဘာဝင်းနဲ့ပတ်သက်လို့ရှိရင်နောင်ပြန်နေထလို့ပဲလုပ်တဲ့အခါမှာတော့ငါတို့ငွေကုန်တာပဲလို့သွားပြီးတော့မလုပ်စေချင်ပါဘူးဒီတဲ့ပို့ပြီးတော့မှစိတ်ချတဲ့ရင်းနှီးမှုနှံမှုပြီးပြီးတော့မှခိုင်ခန့်အောင်လုပ်ကြပေးဖို့ကျွန်တော်ပြောလိုပါတယ်ဒါကြောင့်ဒီနေ့ဆွေးနွေးပွဲတွေမှာကျွန်တော်ပြောမှဆိုတော့ကကျွန်တော်တို့တနိုင်စာတော့ကျွန်တော်ရှိပါတယ်ဒီလိုပဲကျွန်တော်မဆွေးနွေးတော့ပါဘူးအဲ့တော့ပြောမှဒီဆွေးနွေးပွဲကအင်မတန်ကောင်းမွန်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်ကျွန်တော်လည်းစိတ်ဝင်စားနေကျွန်တော်ရှိပါတယ်ဒီဟာကိုကျွန်တော်အားလုံးကျွန်တော်နားထောင်ပါမဒီဟာနားထောင်ပါကျွန်တော်တော့ပြန်ပြီးတော့ကျွန်တော် report ပြန်တင်တဲ့အခါမှာကျွန်တော်ကိုပြန်ပြီးဖတ်ပါတယ်ဒါတွေအားလုံးအဓိကတော့ဒီပုံမှာပုံမလင်းလင်းနဲ့နော်ဘာလို့လုပ်တဲ့လဲဘာတွေဖြစ်တဲ့လဲဆိုတာပုံမလင်းလင်းဆွေးနွေးပေးကြဖို့ကျွန်တော်အကြံပြုတိုက်တွန်းလိုပါတယ်ဗျာဟိုစိတ်ရှိတဲ့ခြေနားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ကြောင်းပြောပြတယ်ကောင်းပါ